မာနိုင်ငံကအားကစားမှာလွတ်လပ်ရေးရတဲ့အချိန်ကစပြီးဇက်တိုက်ကိုအောင်မြင်ခဲ့တာပါနိုင်ငံတကာအဆင့်မီကျိုးဆက်အားကစားပြိုင်ပွဲမှာလည်းနိုင်ငံအလိုက်စုတွေရတယ်အာရှဖလားမှာဆိုရင်လည်းအီရန်နဲ့ဂျပန်တို့ကိုကြော်ပြီးချန်ပီယံဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်အခုအချိန်လူတွေပြောနေကြတဲ့စီးကိန်းဆိုတာကိုမြန်မာတွေကထည့်အောင်မတွက်ပါဘူးလိုချင်တာကအာရှဖလားပဲဆိုပြီးတော့ကစားသမားတွေကပြောခဲ့ကြတာပါဒါအပြင်အာရှရဲ့အကောင်းဆုံးဘောလုံးသမားတွေပြန်ရွေးရင်လည်းမြန်မာနိုင်ငံက2ယောက်3ယောက်လောက်ကအမြဲတမ်းပါပါတယ်ဒါကြောင့်လည်းပြိုင်ဘက်တွေကမြန်မာတွေကိုအာရှကြားဆိုပြီးတော့အသိမဲ့ပြုခံခဲ့ရပါတယ်ဒါပေမဲ့ဒီနေ့မှာတော့အိန္ဒိယနိုင်ငံတွေကကြော်တက်တာကိုခံလိုက်ရပါပြီအရင်ကဒီင်းတို့ထပြိုင်တဲ့နိုင်တဲ့အသင်းတွေကိုအခုဆိုရင်ခက်ခက်ခဲခဲတောင်ရှင်ပြိုင်နေရပါပြီဒါကတကယ်ကိုစင်ပေါင်းကြပါပဲဘာလို့လဲဆိုတော့တချို့နိုင်ငံတွေကအားစားအတွက်အသေးချာချာစီမံကိန်းတွေချပြီးတော့တိုးတက်အောင်လုပ်နေကြတာပါထိုင်းနိုင်ငံမှာဆိုရင်လည်းအစိုးရကိုယ်တိုင်ကအလေးထားပြီးပံ့ပိုးပါတယ်နိုင်ငံတွေကအားကစားအဖွဲ့အစည်းတွေစင်တာတွေကိုဘတ်ဂျက်လုံလောက်ချပေးပါတယ်နောက်ပြီးစာသင်ကျောင်းတွေကလည်းအထက်ကလာဆင်မှာအပေါ်ယံချပြတာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုအားကစားအတွက်လေ့ကျင့်ပေးပါတယ်အားကစားချိန်ဒီမှာမျက်နှုတ်ခိုင်းတာမျိုးမရှိပဲဘာသာရက်တစ်ခုလိုမျိုးကိုသင်ကြားပေးတာပါ